ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2568နှစ်ကောဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း73ရက်2023ခုနှစ်ဇွန်လ30ရက်တောက်ကြနေညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောခရမ်းမြုပ်နယ်ကမ္မမတ်စံပြကျေးရွာနေကွယ်လွန်သူဒေါ်ထေထေဝင်းအထကကမ္မမတ်မိသားစုစကိုင်းမြုပ်နေဥတည်ညော့ဒေါ်တောင်းကျွယ်တောင်ရိုးညော့သားသမီးမြေးတစုဖခင်ဥတာထွန်းမိခင်ဒေါခင်လေးမြင့်တို့အားယေရှု၏မစ္စတာလင်းစီနှင့်ဇနီးဒေါ်တီနာဩစတြေးလျနိုင်ငံပတ်မြို့အတော်ဒေါခင်မိသားစုဖခင်ကြီးဥဇော်ဝင်းမိခင်ကြီးဒေါ်တန်းခင်တို့အားယေရှု၏သမီးမဆန်းရီထွန်း39နှစ်ပြည့်မွေးနေ့အလှူဖခင်ကြီးဥကျော်တွန်းကိုကြီးကိုကျော်ညော့ကိုလေးကိုကျော်စိုးတို့အားယေရှု၏မိခင်ကြီးဒေါ်ကျင်ရွှေအားဥတိတ်ထားလျက်ဒေါ်ခိုင်စိုး၏မွေးနေ့အလှူဖခင်ကြီးဦးကြည်မောင်ကြီးမိခင်ကြီးဒေါ်လှရင်မောင်ဦးတင်ခိုင်တို့အားယေရှု၏ဒေါ်တင်နေအေးမိသားစုမန္တလေးမြို့နှစ်ဖက်သောဘိုးဘွားများကိုမှုထား၍ဦးဟန်တင်ရွှေဒေါ်အီမွန်တို့၏သားမောင်ဆိုင်တီကြီးခန့်၏9လပြည့်မွေးနေ့ကုသိုလ်ပခုတ်ကူမြို့ကွယ်လွန်သူမိခင်ကြီးဒေါ်မေကြီးတင်2နှစ်ပြည့်အားယေရှု၏ကျန်ရစ်သူမိသားစုမန္တလေးမြို့နေကွယ်လွန်သူမိဘနှမအားယေရှု၏ဦးအောင်ထေဝင်းဒေါ်မိုးတီတာအောင်မိသားစုဒေါ်နန်းနွန်ဖြူသမီးမရင်မင်းသူမငိမ့်စုရီဝင်းမိသားစုပန်းစံမြို့တို့မှစုပေါင်းဆင်ကျင်းပပြီးတော့အတော်အွန်လိုင်းဓမ္မတပင်နဲ့ဆက်လင်းပြီကျေးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ကျေးတော်ဆုံးဥခ၍ယုသေးစွာလျှောက်ထားအပ်ပါသည်ဘုရားသာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း13ရက်2023ခုနှစ်ဇွန်လ30ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားသောလူတိုင်းကျင့်သုံးရမည်တရားများဘုရားရဲ့အဆုံးအမတွေကလက်တွေ့ကျင့်သုံးရမယ်လိုက်နာရမယ်အချက်တွေပဲဖြစ်တယ်ဘုရားဘာသာပါဆုတောင်းယုံတသက်နဲ့လည်းဘာမှအကျိုးမဖြစ်ဘူးများသောအားဖြင့်ဘာသာတရားဆိုရင်ဝတ်ပြုမယ်ဆုတောင်းမယ်ဒီနှစ်ခုပဲလုပ်ကြတယ်အဲ့တော့ဘုရားဘာသာကဝတ်ပြုခြင်းဆုတောင်းခြင်းကအဓိကအချက်မဟုတ်ဘူးဘုရားဘာသာတွေအနေနဲ့နံပါတ်1ကကိုချင်းသီလပြည့်စုံအောင်လုပ်ဖို့ရတာနံပါတ်1ပဲဒါဘုရားဘာသာတွေအတွက်အနည်းဆုံးရှိရမယ့်အရေးချင်းကကိုချင်းသီလကိုချင်းသီလဆိုတဲ့ထဲမှာသူစရိုက်တရား10ပါးကုသကဝပဒတရား10ပါးအဲ့ဒါပါဝင်မယ်ရှောင်ရမယ့်ဟာကိုရှောင်ခြင်းလှုပ်ဆောင်ရမယ့်ဟာကိုလှုပ်ဆောင်ခြင်းသူစရိုက်10ပါးကိုရှောင်ပြီးတော့သူစရိုက်တရားကိုကျင့်သုံးလိုက်နာခြင်းဟာဘုရားဘာသာတွေအတွက်ပထမအခြေခံအစင်းမြတာဖြစ်တယ်ပေါ့အဲ့ဒီပထမအခြေခံအစင်းပေါ်မှာဘုဒ္ဓပြီးတဲ့နောက်မှာဒုတိယထပ်ပြီးတော့တိုးမြင်ရမှာတော့သမထကျင့်တဲ့တစ်ခုကျင့်အောင်သမထကျင့်တယ်လို့ဆိုတဲ့အခါမှာမေတ္တာဘာဝနာပွားတာလည်းသမထကျင့်စေမယ်နော်သမထကျင့်စေမယ်ပြမစုတရား၄ပါးအများတရဝတွေပေါ်မှာချမ်းသာဒုက္ခရစေခြင်းနဲ့ဒေါသကင်းစင်တဲ့မေတ္တာတရားအဲ့ဒီမေတ္တာတရားကိုဖြစ်ပွားအောင်လုပ်ရမယ်အဲ့ဒီမေတ္တာတရားဖြစ်ပွားပြီဆိုရင်ကိုကျင့်သီလပေါ်မှာမယက်တိပဲနဲ့လုပ်လို့မရဘူးအလုံးကနံပါတ်1ကိုကျင့်သီလတော့ပြည့်စုံပြီးသားဖြစ်ရမယ်အဲ့ဒီကိုကျင့်သီလပေါ်မှာမိတိပြီးတဲ့အခါမှာသမထကျင့်တယ်ကိုကျင့်သမထမှာကမ္မထမောင်း40စာပေကျမ်းမှာဖော်ပြထားတယ်ပါဠိတော်တွေမှာတော့38မျိုးပြတယ်အထက်ကရာတွေကနောက်ထပ်2ခုထပ်ဖြည့်ပြီးတော့ကမ္မထ40ကမ္မထဆိုတာဘာဝတ္တလုပ်ငန်းလုပ်ရမယ်
အာယုန်တွေကိုဆိုလိုတယ်ပေါ့ကမ္မဌာနလုပ်ငန်းဌာနကမ္မဆိုတာဘာဝနာလုပ်ငန်းဌာနဆိုတာပြုလို့ရမယ်အာယုန်တရားဌာနလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့ကမ္မထာအာယုန်ပေါင်း40ပေးထားတာအဲ့ဒီ40ကအကြမ်းပြပြောရမယ်ဆိုရင်အတုပကမ္မထာ10မျိုးနော်အတုပ10ပါနောက်ပြီးတော့အနုတ္တိ10ပါကတိုင်း10ပါအဲ့ဒီတရားတွေကိုပြောတာ30နောက်ပြီးတော့ပြမဝိရတရား4ပါအဘိညာ4ပါလို့ခေါ်တယ်ပြောဝိရတရား4ပါနောက်ဓာတုကမ္မထံတကြီး4ပါအာရိပတိကုလတင်ညာအဲ့ဒါတွေကိုဆိုလို့တယ်အဲ့ဒီပေါ်မှာသီလနဲ့ပြည့်စုံပြီးတဲ့နောက်မှာသိခြင်းတရားကိုအောက်မေ့ပြီးတော့ပွားများတဲ့မရဏတတိဘာဝနာဒါလည်းသမထကမ္မထပဲသမထကမ္မထပဲခန္ဓာကိုယ်ရဲ့မတည့်မတည့်ရှုစက်ဝဲကိုဆင်ញင်သုံးသပ်တာလည်းပဲသမထကမ္မထပဲအဲ့တော့သမထကမ္မထဆိုတာဒီကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကာကတတတိကိုယ်နဲ့ပတ်သက်နေတဲ့ကမ္မထာနေ။နောက်ကတိုင်း7ပါးဆိုတာကြတော့ဒီတကြီး4ပါးပါတယ်ပထဝီကတိုင်းအဘောကတိုင်းဒေဇောကတိုင်းဝါယောကတိုင်းနောက်အယောင်ကတိုင်းက4ခုနိလပိတလောဟိတဩရဒအဲ့ဒီပေါ်မှာစိတ်ဝင်စားပြီးတော့တမာရီကိုထူထောင်တာအဲ့ဒါဘုရားဗဒရိယဒုတိယအဆင့်လောက်တာဖြစ်တယ်သီလကျင့်စဉ်ကျင့်ပြီးတဲ့အခါမှာသီလကကျင့်စဉ်ကိုဆင့်မြင်လိုက်တဲ့အခါတမာရီလုပ်ငန်းတစ်ခုလုပ်ရမှာအကုန်လုံးလုပ်ရမယ်လို့ပြောတာမဟုတ်ဘူးကိုယ်နဲ့တင့်တော်တဲ့ကမ္မထာတစ်ခုကိုလုပ်မယ်အာနာပါနလုပ်တာလည်းပဲသမထကမ္မထာမယ်ထွက်လေဝင်လေမှတ်တယ်ဆိုတာအဲ့ဒါသမထကမ္မထာမယ်အဲ့ဒီအတေတဘာရီထူတော့ကြတာအဲ့လိုကမ္မထ40တဲ့ကတချို့စတယ်မပွားရတဲ့ကမ္မထလည်းရှိသေးတယ်ပေါ့နော်သူလမ်းစစ်နိုင်အဲ့ဒီ40တဲ့ကကမ္မထ40တဲ့ကမိမိနဲ့တင့်လျော်မဲ့ကမ္မထတစ်ခုကိုခြေခံပြီးတော့ပွားများအထုတ်အဲ့ဒီပွားများအထုတ်မှုကဘယ်အဆင့်ထိလောက်ရမှာတော့ဆိုတော့စံတရားရသည်ထီအောင်လို့စံကအဆင့်40ရှိတဲ့ထဲမှာပထမဇန်ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်အဆင့်40ရပေါ့ရအောင်မြင်သည်ထီအောင်လုပ်လို့ရှိရင်ဒါကသမထကမ္မထာထွတ်တိတ်ရောက်တယ်လို့ဒီလိုပြောအောင်အဲ့ဒီဇန်ရဲ့ရလကတော့ဘာလို့ဆိုအဘိညာဉ်တကူအမျိုးမျိုးဖန်ဆင်းနိုင်မှုဒေဝစက္ခုတို့ဒေဝသောတာတို့အဲ့ဒါကဒီတမာရီရဲ့အကျိုးကအဘိညာဉ်ပဲနော်ဖန်ဆင်းနိုင်တယ်ပြည်ကြီးတဲ့ရှိုးလို့ရတယ်ကောင်းရင်ပြတ်တယ်လို့ရတယ်ဆိုတော့အဲ့ဒီအမျိုးမျိုးတကူဆံအမျိုးမျိုးပြနိုင်တာအဲ့ဒါအဘိညာဉ်တမာရီရဲ့နောက်ဆုံးအဆင့်ကတော့တမာရီရဲ့ရလတ်အကောင်းဆုံးရလတ်ကတော့အဘိညာဉ်ပဲဒါဘုရားဘာသာရေးအနေနဲ့လမ်းမဆုံးသေးဘူးနော်အခုမြတ်သောအဖြစ်သူရောကိုရောဘုန်းကြီးတို့တွေပါဝင်ဘယ်မှာလမ်းဆုံးနေတော့ဆိုသီလနဲ့တမာရီနဲ့ပါသီလမှာပဲလမ်းဆုံးနေကြတာများတယ်ပေါ့နော်တမာရီသမထကျင့်စဉ်ထီအောင်ရှောက်တာတော်တော်နည်းတယ်ပေါ့ရအောင်ပြောတာပုံမှန်လေးကတော့သမထကျင့်စဉ်ကျင့်တယ်ဥပမာအာနာပါနကမ္မထထိုင်နေမေတ္တာဘာဝနာပွားတယ်အဲ့ဒီလိုလုပ်တဲ့အလုပ်လေးအဆင့်တော့ရှိတယ်ဒါပေမဲ့လမ်းဆုံးပန်းနိုင်ထီအောင်ရောက်လာလို့ဆိုရအောင်သီလကတော့စင်ကြယ်ပြီဆိုရင်လမ်းဆုံးပန်းနိုင်ရောက်နိုင်တယ်ပေါ့နော်
ဒုစရိုက်တရားတွေလုံးဝရှောင်ကျဉ်ပြီးတော့ကိုယ့်ရဲ့သီလဟာကျိုးပေါက်ပျောက်ကြားခြင်းမရှိလုံးဝစင်ကြယ်သွားပြီဆိုရင်ဒါသီလဘက်ကအခြေခံဘက်ကပြီးသွားပြီပေါ့တမာရီသိက္ခာကြတော့တဝက်တစ်ပြည့်လို့ပြောမှာနော်စံရသည့်ထီအောင်မရောက်ရင်တော့ဒါတဝက်တစ်ပြည့်ပဲအဲ့ဒီအစင်မဲ့ဘာလို့ဒီလိုဖြစ်လာတာတော့လို့ဆိုတော့တော်ရည်ရဲ့ဆွေးရမှုခုမှဆွေးရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလေးကရှမ်းတွေကလည်းသတိထားပြီးကြတယ်ရှင်သာရိပုတ္တရှင်မကတ္တဗတို့သတိထားမိကြတယ်တော်တော်များများသတိထားမိကြတယ်လို့ဆိုလို့တယ်ဘာနဲ့ပတ်သက်ပြီးသတိထားမိတော့ဆိုသာသနာတော်စတင်လာတဲ့အချိန်တုန်းကတဲ့စီကံဥပဒေတွေကနည်းနည်းပဲရှိတယ်စီကံထုတ်တာနည်းနည်းပဲရှိတယ်ဒါပေမဲ့တရားသူတရားပြရတဲ့ပုဂ္ဂိုလ်တွေများတယ်ယန္နာဖြစ်တဲ့ပုဂ္ဂိုလ်တွေများတယ်သာသနာစတင်နေဆိုတော့ဘုရားရဲ့ပထမဝါ20လို့ပြောအောင်မှာဖြစ်တယ်အဲ့ဒီပထမဝါ20အာသာသနာတော်မှာအကောင်းဆုံးအချိန်ပဲမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကသူ့ရဲ့အဆုံးအမသာသနာနဲ့ပတ်သက်ပြီးယဟန်နေပေါ်မှာစိတ်တိုင်းကြဖြစ်တဲ့အချိန်ပဲနော်မြတ်စွာဘုရားရဲ့စိတ်တိုင်းကြအောင်မြင်တဲ့အချိန်ဒါထာဝရရဖို့တော့မဖြစ်နိုင်ဘူးမြတ်စွာဘုရားသာဘာဖက်ဖြစ်တာကိုကျန်တဲ့ယဟန်နေတပိသာဝကတွေဘာဖက်ဖြစ်ဖို့ဆိုတာရှိမှမရှိဘူးတို့ဘော်တွေဘာဖက်ဆိုတဲ့အတိုင်းပဲနော်ဘာဖက်ဖြစ်ဖို့ဆိုတာဘယ်နဲ့တဖြည်းဖြည်းဆုပ်ယုပ်လာသာသနာတိကစားတော့ကသီလအခြေခံပြီးတော့သမထပေါရောက်ကြတယ်ဝိပဿနာအခြေခံပြီးတော့ယဟနာဖြစ်ကိုရောက်ကြတယ်ဆိုရယ်အဲ့ဒီအစဉ်တွေကလုံးဝပြည့်စုံသွားတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့လောကလူသားတွေရဲ့အကြီးချင်းတွေတဖြည်းဖြည်းဆုပ်ယုပ်လာတော့ခဏခေတ်မှာဆိုလို့ရှိရင်သီလပြည့်စုံဖို့ကိုတော်တော်ကြိုးစားဒါသီလစင်ကြယ်တာဒီပဲနဲ့ကိုပထမအဆင့်ကနေပြီးတော့ရှေ့ကိုကြောဖို့တော်တော်ခဲလာနော်အောင်မြင်မှုနည်းလာတယ်ပေါ့သဗ္ဗထာจิตတယ်မှာမရှိဘူးလို့ပြောတာမဟုတ်ဘူးရှိခြင်းနဲ့ရှိနေမှာပဲဒါနော်တကယ်ကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိနိုင်တယ်ပေါ့ဒါပေမဲ့ဥယျာဉ်နည်းသွားတာကိုပြောတာမြတ်စွာဘုရားလက်ထက်ကလေးကဥယျာဉ်နည်းလာတယ်ပထမတုန်းကရှမ်းသံဃာတွေဟာတရားတို့တရားပြရတဲ့ပုဂ္ဂိုလ်တွေသိမ့်ချီရှိတယ်နောက်ပိုင်းဘုရားဝါ20ကျော်လာတဲ့အခါကျတော့သိင်္ဂနံထိမရောက်တော့သောကနံလောက်ဖြစ်သွားတယ်အဲ့လိုရော့လာတာပေါ့နော်အဲ့ဒီကနေပြီးတော့အခုဆိုတော့မြတ်စွာဘုရားနဲ့နှစ်ပေါင်းဘလောက်ဝေးသွားတော့ဆို2560ခွန်နှစ်ပေါင်း1000ကျော်ဝေးသွားပြီလေဒါတော့မှတချို့ကလည်းဝိမု ക്തി ယူကခေတ်ဆိုပြီးတော့ပြောကြသေးတယ်ဒါထေရဂါရတက္ကရာမှာခေတ်5ခေတ်ပိုက်ပြီးတော့ပြောထားတာတော့ရှိပါတယ်တကယ်တော့တဖြည်းဖြည်းလောကကြီးကဆုပ်ယုပ်လာတဲ့သဘောဆုပ်ယုပ်တာဘယ်အစဆုပ်ယုပ်တုံးလို့ဆိုရင်လောကသားတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်နှစ်ပေါင်းလူတွေရဲ့တက်တန်းအနှစ်9000ကစပြီးတော့ဆုပ်ယုပ်တာလောကမှာလူကိလေသာဆိုတဲ့အဆိုးတရားတွေကလောဘထုံကလူတက်တန်း9000လောက်ကစသွားတယ်အဲ့ဒီရှေ့ကတဖြည်းဖြည်းချင်းတိုးလာတာနောက်ဆုတ်နော်အဆိုးတရားတွေကနောက်ဆုတ်တာမဟုတ်ဘူးတဖြည်းဖြည်းတိုးလာတယ်လူတွေရဲ့တက်တန်းဒီကနေ့ကတရားတန်းလို့ဆိုပါစို့တရားတန်းမရောက်ခင်လူတွေရဲ့တက်တန်း9000လောက်ကနေစပြီးတော့လောကမှာအဆိုးဆုံးအဆင့်ကိုရောက်လာဟုတ်တရားဓမ္မကိလေသာအနေနဲ့အဆိုးဆုံးကိလေသာတွေစဖြစ်လာပြီလို့ပြောတာနော်လူလောကထဲမှာရောက်လာပြီလို့ပြောတာတဖြည်းဖြည်းဥယျာဉ်တက်လာတယ်ကောရမမြတ်စွာဘုရားပွင့်တဲ့ခေတ်ကိုကလိယုဂလို့ခေါ်တယ်ဆုတ်ကပ်ကလိယုဂကဆိုလိုတဲ့အဓိပ္ပာယ်ကလူ4ယောက်မှာ1ယောက်ပဲလူကောင်းရှိတယ်3ယောက်လောက်ကမကောင်းတဲ့လူတွေဖြစ်သွားတယ်
နော်၄ပုံပုံ၃ပုံကအဆိုးတစ်ပုံပဲကောင်းတယ်မာနဲ့ဥပမာပေးထားတော့ဆို၄ချောင်းတော့စပွဲကြီးမှာခြေတော့၃ချောင်းကျိုးနေပြီကဲခြေစပွဲတစ်ခုကိုခြေတော့၃ချောင်းချိုးထားလိုက်ပဲဆိုဘလို့နေစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်နေမယ်တည်ငြိမ်မှုဆိုတာမရှိဘူးအဲ့ဒီချိန်မှာမြတ်စွာဘုရားပွင့်တာကလိယုတ်မှာပွင့်နေစားအဲ့ဒီချိန်မှာခေကြီး၄ခေတတ်မှတ်ထားတာရှိတယ်ပထမဆုံးအကောင်းဆုံးခေကတော့ကတ္တခေလို့ခေါ်တယ်ခေဆိုတာအပိုင်းခြားကိုပြောတာကတ္တခေကလူ၄ယောက်ပါ၄ယောက်စလုံးကောင်းတယ်လုံးဝပါဖယ်ဖြစ်တယ်အဲ့ဒီချိန်မှာကိုကျင့်တရားကောင်းကြတယ်တရေတာဆိုတာဒုတိယခေဒုတိယခေကိုတရေတာလို့ခေါ်တယ်အဲ့ဒီတရေတာခေရောက်တဲ့အခါကျတော့၄ပုံပုံတစ်ပုံလောက်ကပြက်လာတယ်၃ပုံလောက်ပဲကောင်းတယ်အဲ့ဒီတဖြည်းဖြည်းလှုပ်လာနော်ဒွါပရဆိုတဲ့ခေရောက်တဲ့အခါကျတော့၄ပုံပုံတဝက်စီဖြစ်သွားပြီ50-50အကောင်းက90ရာခိုင်နှုန်းအဆိုးက90ရာခိုင်နှုန်း၄ပုံပုံ2ပုံကအဆိုး2ပုံကအကောင်းအဲ့ဒါဒွါပရကလိယုကရောက်တဲ့အခါကျတော့အဲ့ဒီတပုံထပ်ပြစ်သွားအဲ့တော့အပြက်က3ပုံကောင်းတာ1ပုံအဲ့ကောင်းတဲ့ပုံနဲ့မှာကိုအခုအထပ်ရော့တာလို့ဆိုလို့တယ်ပေါ့နော်အဆိုးကပြန်အကောင်းဖြစ်ဖို့မရအဆိုးကအကောင်းကဘလောက်ပဲရှိနေအဆိုးကိုပြန်ကောင်းအောင်မလုပ်တာဥပမာပဲဆိုရင်တေသီး10လုံးတစ်လုံးကအပုပ်ကျန်တဲ့9လုံးကအကောင်တူတူထားကြည့်ပါလားတူတူထားကြည့်လိုက်အလဲကောင်ကအပုပ်တစ်လုံးထည့်ပြီးဘေးကအကောင်တွေရန်ထားလိုက်အဲ့ဒီအကောင်9လုံးကအပုပ်ပဲဖြစ်မယ်အဲ့ဒီအပုပ်တစ်လုံးကိုပြန်ပြီးကောင်းအောင်မလုပ်နိုင်ဘူး10လုံး9လုံးကလိုက်ပြီးတော့ပုတ်ဖို့ပဲရှိတယ်ဟိုတစ်လုံးကိုပြန်ပြီးတော့ကောင်းအောင်မလုပ်နဲ့အဲ့ဒါလိုပဲလူလောကမှာလည်းပဲအဆိုးဘက်ကိုများလာအဲ့ဒီချိန်မှာကောရမမြတ်စွာဘုရားပွင့်လိုက်လို့လူလောကကြီးအဆိုးကဆက်မဆိုးပဲနဲ့တန့်သွားတယ်နော်အခုဘုရားပြိဋိဘံစံသွားတဲ့နှစ်ပေါင်း2560ကျော်သွားပြီအဲ့တော့ကြော်သွားတဲ့အခါကျတော့ဆိုးကပို့တိုးလာတယ်လို့ပြောနောက်လည်းဒီတဲ့တိုးဖို့ပဲရှိတယ်ပို့ကောင်းမှုတော့မမျှော်လင့်နဲ့ဘာလို့တော့ဆိုစားရဆိုးကြရနောက်ပြန်လှည့်တာရှိမှမရှိတာလေဆိုးတဲ့နေရာကဆက်ဆိုးမှာပဲရှိတယ်ဒါမှရှိတော့ဆရာတော်ကြီးတွေပြောတာခက်ကောင်းခွကောင်းဆိုတာဒီကနေ့ကိုပြောတာနေ့ဖြန်ကတလောက်ကောင်းချင်မှကောင်းမယ်ပေါ့ဒီလိုဆိုတာနော်ခေတ်ကောင်းဆိုတာကိုမမျှော်လင့်နဲ့အခုလက်ရှိအချိန်ကကောင်းတဲ့ခေတ်လို့ပဲပြောအောင်ဖြစ်တယ်ပေါ့တဖြည်းဖြည်းပို့ပြီးတော့ဆိုးလာတယ်ဘာကဆိုးတာတော့ဆိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကအရေးအတွက်လည်းများတယ်ဖြစ်တဲ့အချိန်လည်းများတယ်အရှိန်ဝါလည်းပို့တက်လာတယ်ဆိုတော့ကောင်းတဲ့ခေတ်မှာဆိုရင်လောဘမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကမဆိုးဘူးကိုပစ္စည်းကိုလိုချင်တာကိုပစ္စည်းကိုသိမ့်ပိုက်ထားမတရားတဲ့လောဘမဟုတ်ဘူးသူနောက်ပိုင်းရောက်လာတဲ့လောဘကမတရားတဲ့လောဘဖြစ်လာတယ်ကိုပစ္စည်းတွေမကဘူးတရားပစ္စည်းကလိုချင်အဲ့ဒီလိုပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်ပို့ဆိုးလာတာလောဘသိပဲနဲ့ဖျားလက်ထက်ကလောဘနဲ့ခဏလောဘမတူပြန်ဘူးအဲ့လိုပေါ့ဆိုလိုတာကလူတယောက်မှတူအောင်တော့လောဘကြီးတဲ့ပုဂ္ဂိုလ်ကပိုများလာတဲ့အရေးအတွက်ဖျားလက်တဲ့တုန်းကဥမာမဲ့လောဘက85ရာခိုင်နှုန်းရှိတယ်လောဘကြီးတဲ့လူက85ရာခိုင်နှုန်းရှိတယ်ဆို50ရာခိုင်နှုန်းရှိတဲ့ထားဒီကနေ့ကျတော့85ရာခိုင်နှုန်းတက်တာအဲ့လိုဆိုလို့တယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ပုဂ္ဂိုလ်ကမရှိဘူးလားဆိုရှိပါရှိနေဦးမှာပဲနော်လောဘကွယ်သွားတာတော့မဟုတ်ဘူးအဲကြောင့်ခက်လိုက်
တဖြည်းဖြည်းဆိုးဝါးပြီးတော့လာတာဖြစ်တော့ဘာနဲ့ထိမ့်သိမ့်ရမလဲလို့ဆိုရင်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ပဲလိုတာပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ဖို့ဆိုတာဗဒမခဲရင်သွားပြီနော်ပတ်ဝန်းကျင်ကောင်းမှုတဲ့ကိုကောင်းအောင်ကိုယ်ထိမ့်သိမ့်မှုကိုကောင်းအောင်ထိမ့်သိမ့်မှုအတွက်ကမြတ်စွာဘုရားဟောတာတဲ့တရားတွေတိုင်းလိုက်နာကျင့်သုံးမှုပဲအဲ့တော့သီလကိုအခြေခံတယ်ပထမအဆင့်သီလအခြေခံပြီးတော့သမထကျင့်တဲ့ကိုကျင့်နေသေးတယ်ဆိုရင်ဒါဒုတိယပဲပါရောက်နေသေးတယ်လို့ပြောစံပင်ချင်းထီအောင်ရောက်ရင်တမတိပါဘာဖဲဖြစ်ပြီဒါဘုရားဝတ္တလမ်းဆုံးမိလားဆိုမဆောင်သေးဘူးပညာကျင့်စဉ်တစ်ခုကြံသေးတယ်အဲ့ဒီပညာကျင့်စဉ်ရောက်တဲ့အခါကျတော့အချိန်ကြီးအလုံးဝပြောင်းသွားပြီနော်အချိန်ကြီးလုံးဝပြောင်းသွားပြီပထမသီလနဲ့တမာတိအချိန်တော့ပြောရမယ်ဆိုရင်သဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဒုက္ခအဲ့နှစ်ခုနဲ့ပညာဘက်ကိုသွားလို့ရတယ်အခုဝိပဿနာကျင့်စဉ်ကျင့်ပြီဆိုရင်သဗ္ဗေဓမ္မာအနတ္တဖြစ်သွားပြီဒိဋ္ဌိဝိတ္တုဆိုတာကစပြီးတော့တရားဆိုတာမရှိတော့ရှုံးနေတာမရှိတယ်ကာရကကံတရားကိုပြုလို့သူဆိုတာမရှိဘူးဝေရကအကျိုးခံစားသူဆိုတာမရှိဘူးအဲ့ဒါကိုသဘောပေါက်ဖို့တော်တော်ခဲရင်နေနော်အဲ့ဒါအနတ္တကိုပြောတာပဲအတ္တဆိုတာတရားရှိနေတယ်တရားရှိရင်ပြုလို့သူရှိတယ်ပြုလို့သူရှိရင်ခံစားသူလည်းရှိတယ်အဲ့တော့ဒိဋ္ဌိဝိတ္တုအဆင့်ရောက်တဲ့အခါကျတော့တရားဆိုတာကိုမရှိတော့ဘူးနော်တရားဆိုတာမရှိဘူးနာမရူပနာယထာဝထတနာဒိဋ္ဌိဝိတ္တုနာမတရားဆိုတဲ့အတွေးကိုဖြောက်ပြီးတော့လူတိုင်းမှာရှိတာယုံနဲ့နာနှစ်ခုပဲရှိတယ်အဲ့ဒီယုံနဲ့နှစ်ခုပေါင်းစပ်လှုပ်ရှားနေတာကိုကြည့်ပြီးတော့သူငါတရားလို့ဒီလိုထင်နေတာတကယ်ကတော့သူငါလုံးဝမရှိဘူးသူငါတရားမှာစိတ်သုံးနေသည့်အတွက်ကြောင့်သုံးညလို့ပြောတယ်သုံးညရဲ့အဓိပ္ပာယ်အဲ့ဒါပဲကိုထင်နေတဲ့တရားဆိုတာမရှိဘူးတရားမှာစိတ်သုံးပြီးတော့ရှုံနေတာနှစ်ခုသာရှိတယ်လို့ဆိုအဲ့ဒီအမြင်ကိုမြင်မှုဆိုတာတော်တော်ကြိုးစားယူရလိမ့်မယ်တော်တော်ကြိုးစားယူရလိမ့်မယ်နော်နာမရူပနာယထာဝတတနာနာနဲ့ယုတ်နှစ်ခုပေါင်းစပ်နေတာကိုအမှန်တိုင်းသိမြင်မှဘုရားဘာသာမှာဒိဋ္ဌိဝိတ္တုစင်ကြယ်တဲ့ဉာဏ်အမြင်တစ်ခုရမှာဖြစ်တယ်အဲ့ဒါမှခုနကပညာစာတာဖြစ်တယ်နော်ပညာအရိယာစာအဲ့တော့လူတိုင်းကျင့်သုံးရမယ်တရားဆိုတဲ့နေရာမှာရှင်သာရိပုတ္တရာဟောတဲ့ထဲပဲဘာဟောတာတော့ဆိုအတွဲလိုက်ဒိဋ္ဌိဝိတ္တုစာယထာဒိဋ္ဌိသသပတ္တာနံအဲ့ခေါင်းစည်းလေးနှစ်ခုပေးတာဒိဋ္ဌိဝိတ္တုဆိုတာတစ်ခုယထာဒိဋ္ဌိသသပတ္တာနံဆိုတာတစ်ခုအဲ့နှစ်ခုပေးတာဒီတတိယအဆင့်အမြင့်ဆုံးအဆင့်ကိုတက်ဖို့ရနံပါတ်1အရေးကြီးတာပါတော့ဒိဋ္ဌိဝိတ္တုဖြစ်ရမယ်အဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုလို့ရှိရင်ဝိပဿနာတမ္မာဒိဋ္ဌိကိုပြောတာပဲဒိဋ္ဌိဝိတ္တုဆိုတာနာမရူပပရိစ္ဆေရဉာဏ်ပညာภูမိလို့ဆိုတဲ့ဒီအစစ်နဲ့ပြောတဲ့အခါကျတော့ပညာภูမိဆိုတာအသိပညာနဲ့အသိပညာအတွက်အခြေခံပြုရမယ့်တရားတွေကခန္ဓာ၅ပါးအရဏ12ပါးဓာတ်18ပါးဣန္ဒြေ22ပါးသစ္စာ4ပါးပရိစ္ဆေသမုပ္ပါအဲ့ဒါအသိပညာရဲ့ချက်စားရမယ့်နေရာပညာပုပြီးပဲပညာရဲ့နယ်ပယ်လို့ဆိုလို့တယ်အဲ့တော့ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ဒိဋ္ဌိဝိတ္တုဖြစ်ဖို့အတွက်ရှေ့ပိုင်းမှာမလုပ်ရမလဲပညာภูမိ
ဖြစ်တဲ့တရားတွေကိုရှုစွာသင်ယူရမယ်မှတ်သားရမယ်မသိမဲနဲ့ဘာမသိဘူးလေဟောအခုကလောကီပညာတွေပါရူပဗေဒတို့ဓာတုဗေဒတို့ဆိုပညာရပ်တွေပရမသင်ရတာပဲ theory သင်ပြီးတဲ့အခါမှာလက်တွေ့လောက်ရတာပဲလေဘယ်အပဲဖြစ်အဲ့လိုအဲ့တော့ပရမသင်တာသင်ရမယ့် subject တွေကိုပညာဘုံမိလို့ခေါ်တယ်အကျဉ်းချုပ်ကတော့ပညာဘုံမိလို့ခေါ်တယ်အဲ့ဒီနဲ့ပဲကိုသင်ရမယ့်အချက်လက်တွေအဲ့တော့ဘုရားဘာသာဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကစနစ်တကျလုပ်မယ်ဆိုရင်ကိုချင်းသီလပထမပြည့်စုံအောင်လုပ်ဒုတိယသဘာဝကိုတိဆောက်တဏ္ဍအင်ဆံရသည့်ထီအောင်လုပ်ပြီးပြီဆိုတဲ့အခါကျတော့မှပညာရဲ့နဲ့ပဲ subject တွေကိုသင်အဲ့ဒါကိုပညာဖူမိပညာဖူမိပြီးတဲ့အခါပညာရဲ့အခြေအမြစ်နှစ်ခုလို့အောင်ပညာမူလလို့ခေါ်တယ်အဲ့ဒါကြတော့ပညာကိုအခြေခံဖို့ရအတွက်နှစ်ခုရှိသေးတယ်အဲ့ဒါဘာလို့ဆိုသီလနဲ့သမာဓိပဲသီလဝိတ္တုဒ္ဓိစိတ်တဝိတ္တုဒ္ဓိလို့သုံးတယ်စိတ်တဝိတ္တုဒ္ဓိဆိုတာသမာဓိကိုပြောတာနော်သီလဝိတ္တုဒ္ဓိစိတ်တဝိတ္တုဒ္ဓိအဲ့ဒါကပညာမူလပညာရဲ့အမြစ်လို့ပြောတာအဲ့ဒီပေါ်မှာအခြေစိုက်ရမယ်အဲ့ဒါနှစ်ခုခုနပြောတဲ့သီလသည်ပထမအဆင့်သမာဓိသည်ဒုတိယအဆင့်ဆိုတာဒါပညာရောက်ဖို့အတွက်အဲ့ဒီနှစ်ခုကိုအခြေခံတာနော်သီလဝိတ္တုနဲ့စိတ်တဝိတ္တုအဲ့ဒီနောက်ပိုင်းရောက်တဲ့အခါကျတော့ပညာတရိဒလို့ခေါ်တာ the body of ပညာပေါ့နော်ပညာအထီကိုလို့ဆိုလို့တယ်ပညာရဲ့ယတ္တိယာကပညာပူမိပညာရဲ့အမြင့်ကပညာမူလပညာအထီကိုကပညာတရိဒအထီကို body အဲ့ဒီအထီကို body ကဘာလို့ဆိုခုပြောတဲ့ဒိဋ္ဌိဝိတ္တုအဲ့ဒီကစမှာနော်ဒိဋ္ဌိဝိတ္တုကစတာတရားဆိုရဖြတ်အောင်မယ်နော်မေတ္တာဘာဝနာပွားနေတော့တရားအနေနဲ့ပွားရတယ်လေဘသူချမ်းသာပါစေဘယ်ဝချမ်းသာပါစေဘယ်တတ္တဝါတွေချမ်းသာပါစေသဗ္ဗေတတ္တအဝိရဟောတုနော်သဗ္ဗေမနုဿသဗ္ဗေထေဝသဗ္ဗေမနုဿတရားတွေအနေနဲ့မေတ္တာပို့တာနော်တရားအနေနဲ့မေတ္တာပို့ရသမာဓိကျင့်စဉ်ကတော့ပြည့်ညက်နဲ့သွားတာတော့ဝိပဿနာကြတော့အဲ့လိုသွားလို့မရတော့ဝိပဿနာကြတော့တရားဆိုတော့ဖြောက်ရတော့မယ်သဗ္ဗေတတ္တဆိုတာမရှိဘူးသဗ္ဗေဒေဝနတ်ဆိုတာမရှိဘူးသဗ္ဗေမနုဿလူဆိုတာလည်းမရှိဘူးသဗ္ဗအဋ္ဌိယောအမျိုးသမီးဆိုတာလည်းမရှိဘူးသဗ္ဗေပုရိသယောက်ျားလေးဆိုတာလည်းမရှိဘူးတော့အဲ့လိုပြောင်းလိုက်တာနော်အဲ့ဒါကြဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်ဘာဖြစ်လို့မရှိဘူးလို့ပြောတာတော့ငကောရှိရတဲ့နဲ့ဖြောက်တာလားဆိုတော့ရှိကိုမရှိတာငကောက illusion ဖြစ်နေတာမရှိတာကိုအရှိထင်နေတာအဲ့ဒါဘာကြောင့်မရှိတာကိုရှိထင်နေတော့ဆိုတော့အဝိဇ္ဇာကြောင့်ဖြစ်တယ်တကယ်ရှိတာမဟုတ်ဘူးတကယ်ရှိတာယုံနဲ့နာပဲရှိတယ်အဲ့ဒီယုံနဲ့နာရဲ့လှုပ်ဆောင်မှုတွေပေါ်မှာလူတွေကအထင်မြင်လွဲပြီးတရားလို့ထင်နေတာနော်တရားလို့ဆိုတာလွဲမှားတဲ့အမြင်တစ်ခုသာဖြစ်တယ် illusion မျက်စိလဲတာပဲဖြစ်တယ်တကယ်ရှိနေတာယုံနဲ့နာပဲရှိတယ်အဲ့လိုဆိုလို့လည်းပေါ့အဲ့ဒါကိုဘယ်လိုလုပ်ဖြောက်ရမလဲဆိုသစ်ပင်တစ်ပင်ကိုစဉ်းစားကြည့်လိုက်သစ်ပင်လို့ခေါ်တာဟာအကုန်လုံးပေါင်းနေတဲ့အချိန်မှသာခေါ်လို့ရတာသစ်ပင်ရဲ့အစိတ်ပိုင်းတွေအကုန်ဖြတ်ပြီးပုံထားလိုက်မယ်ဆိုရင်သစ်ပင်မရှိတော့ဘူးပျောက်သွားပြီလေအခုလူတွေမှလည်းပဲထို့တူပဲတရားလို့ထင်နေတာယုံနဲ့နာနှစ်ခုပေါင်းစပ်နေလို့သာယုတ်ကတခြားနာကတခြားခွဲလိုက်တာတဲ့တရားတဲ့ခုနတရားဆိုမရှိတော့ဘူးလေအဲ့လိုမြင်အောင်မြင်သွားတဲ့အသိဉာဏ်ကြတော့မှဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်သဘာဝတရားတသက်ကိုသာမြင်နေနော်ခုနတရားဆိုတဲ့အတွေ့လုံးဝမရှိတော့ဘူးတရားဆိုတာမရှိသည့်အတွက်ကြောင့်ပြုလို့သူဆိုတာလည်းမရှိဘူးအကြောင်းအားလျော်စွာနော်သူဆိုင်ရအကြောင်းကြောင့်အကြောင်းတရားရဲ့ဖြစ်မှုသာရှိတယ်
ခံစားသူဆိုတာမရှိဘူးအကျိုးပေါ်တာများတာဖြစ်တယ်အလုံးကသဘာဝတရားတသက်အဲ့ဒါကို phenomenon လို့ခေါ်တယ်သဘာဝတရားတသက်ပဲအဲ့ဒါကိုသူ့ရဲ့ငါရဲ့ဒီလိုလွဲမှားစွာထင်တာလွဲမှားစွာထင်နေတာအဲ့ဒီလွဲမှားစွာထင်နေတဲ့အထင်ကိုပျောက်အောင်လုပ်အောင်ခုနသမထလုပ်နေတော့မပျောက်ဘူးအထူးသဖြင့်မေတ္တာပွားနေတဲ့ဆိုရင်လူအနေနဲ့မေတ္တာပွားတာအဲ့ဒါကိုဖြောက်ရမယ်သူကနော်အစစ်မှမဟုတ်ဘူးလူရှိတာကအစစ်မှမဟုတ်ဘူးသို့တော့ level နှစ်ခုနဲ့တွက်မယ်ဆိုရင်သူကသမ္မုဒိ level နဲ့ပရမတ္ထ level သမ္မုဒိသစ္စာပရမတ္ထသစ္စာနှစ်ခုလောကလူတွေရဲ့အသုံးနှုန်းတိုင်းဆိုရင်မှန်တယ်ဒါအမျိုးသားဒါအမျိုးသမီးဒါကလူဒါကနတ်နော်လောကလူတွေကဒါကိုအမှန်တရားဖြစ်လက်ခံထားတယ်သို့တော့ပရမတ္ထ level ရောက်တဲ့အခါကျတော့အဲ့ဒါအမှန်မဟုတ်တော့စစ်ဆေးလိုက်တဲ့အခါကျတော့ပျောက်သွားအမှန်မဟုတ်ဘူးအဲ့တော့ဆိုလို့တယ်ပေါ့နော်အဲ့တော့အမှန်တရားဆိုတာအသိဉာဏ်နဲ့ရှာရင်ရရမယ်မပျောက်ရဘူးရှိနေရမယ်အသိဉာဏ်နဲ့သိနိုင်ရမယ်တေချာတွေးစားလိုက်လို့ပျောက်သွားလို့ရှိရင်ဒါအမှန်တရားမဟုတ်တော့မရနိုင်ဘူးအထင်မြင်သာဖြစ်သွားတယ်လို့တို့ဆိုလို့တယ်အဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာယုံနဲ့နာနှစ်ခုသာရှိတယ်တရားဆိုတာမရှိဘူးဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားပြောဆိုသွားလာနေတာသာဖြစ်တယ်ဒီကြားထဲမှာတရားဆိုတာမရှိဘူးအကြောင်းတရားနှစ်ခုပေါင်းစပ်ပြီးဖြစ်နေခြင်းသာဖြစ်တယ်လို့အဲ့လိုမြင်တာဒိဋ္ဌိဝိတ္တုပဲအဲ့ဒါကြောင့်ဝိတ္တုမဲ့ကြတော့နာမရူပနာယထာဝတ္တနာဒိဋ္ဌိဝိတ္တုနာမနာယုတ်တာရှိတယ်လို့အမှန်တိုင်းမြင်တာကဒိဋ္ဌိဝိတ္တုအဘိဓမ္မာသင်္ဃာကျမ်းကြတော့လက္ခဏာရတပစ္စုပ္ပတ္ထာနာပရဒဏဝတိနာနာမရူပပရိက္ခောအတိညာနဲ့နော်အမှတ်အသာကိစ္စအတိညာနဲ့ပေါ်လာပုံအကြောင်းတရားအဲ့ဒီရှုတော်က၄ခုကနေပြီးတော့ယုတ်တိဏ္ဍတွေကိုရှာတွေ့တာရှာတွေ့နိုင်တဲ့အတိညာသည်ဒိဋ္ဌိဝိတ္တုလို့ဆိုတူတူပဲတိတ်ပဲအတူတူပဲကျန်တာကတရားဆိုတာရှာမတွေ့ဘူးဒီထဲမှာရှာတွေ့တာကယုတ်နဲ့နာဒီတစ်ခုပဲရှာတွေ့ပဲအတိညာနဲ့ရှာလိုက်ရင်ယုတ်နဲ့နာနှမျိုးပဲတွေ့မယ်အဲ့ဒီနှမျိုးကိုသာလဲယုတ်နဲ့နာနှမျိုးကိုသာလဲသိမြင်တဲ့အတိညာသည်ဒိဋ္ဌိဒိဋ္ဌိဆိုတာဓတ္တနာပဲအမှန်မြင်ခြင်းလို့အဓိပ္ပာယ်ရတယ်ဒီနေရာမှာမိစ္ဆာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီစကားလုံးကတော့ဒိဋ္ဌိဆိုတာအမှန်မြင်ခြင်းအတိညာဒိဋ္ဌိနဲ့ဓတ္တနာတူတူပဲမြင်တယ်ဝိတ္တုဆိုတာမှားတဲ့အမြင်တစ်ခုကိုဖယ်ရှားပြစ်နိုင်တယ်မှားတဲ့အမြင်ကိုတန်ရှင်းစေကြောပေးလိုက်နိုင်တယ်ဒါကြောင့်မလို့ဒိဋ္ဌိဝိတ္တုဆိုတာအမှန်မြင်ခြင်းကအမှားကိုရှင်းပြတယ်လို့ဆိုလိုတယ်နော်အမှန်မြင်ခြင်းကအမှားဆိုတာကိုရှင်းနဲ့ဖယ်ရှားပြတယ်တန်ရှင်းစေကြောပြနိုင်တယ်ဆိုတော့ဒီအဓိပ္ပာယ်နဲ့ဒိဋ္ဌိဝိတ္တုလို့ခေါ်တာသို့တော်အဲ့ဒါတော့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့အလွယ်ပြန်ကြတယ် purifications of view လို့ပြန်အဲ့ဒါဒီစာပေကပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းမဟုတ်ဘူးပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းပြန်မယ်ဆိုရင်အဲ့လိုပြန်လို့မရဘူးသူကနော်သူက the view that purified the knowledge purified view ဒီလိုပဲပြန် knowledge that purified view အသိဉာဏ်ကိုဆိုလိုတာသူကအဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာအသိဉာဏ်ကိုပြောတာစင်ကြယ်တာကိုပြောတာမဟုတ်ဘူးအသိဉာဏ်ကိုပြောတာအသိဉာဏ်ရှိမှအမှားတန်းစစ်ပြလို့ရမှာ哦ဒါကြောင့်မို့ဒိဋ္ဌိကစကားလုံးတစ်ခုဝိတ္တုကစကားလုံးတစ်ခုဒိဋ္ဌိကအသိဉာဏ်အဲ့ဒီအသိဉာဏ်သည်
မာရွင်နေတဲ့အမြင်တစ်ခုကိုရှင်းပြနိုင်တော့ကြောင့်ဝိသုဒ္ဓိအဲ့လိုဆိုလို့ရတယ်သူကဒိဋ္ဌိဝိသုဒ္ဓိသီလဝိသုဒ္ဓိဆိုတာလေအဲ့လိုဆိုလို့တယ်သီလကမရှိခြင်းဆိုတဲ့အကုသိုလ်ကိုသုတ်သင်ဖယ်ရှားပြလို့သီလဝိသုဒ္ဓိလို့ခေါ်တယ်သီလကကောင်းတဲ့သီလအကျင့်တရားအဲ့ဒီအကျင့်တရားသည်အကျင့်သီလခင်မဲ့ခြင်းဆိုတဲ့အညစ်အကြေးကိုတန်ရှင်းစေသောကြောင့်သီလဝိသုဒ္ဓိစိတ်ဓာတ်ဝိသုဒ္ဓိဆိုတာလည်းထို့တူပဲသမာဓိစိတ်ဓာတ်ဆိုတာဒီနေရာသမာဓိကိုပြောတာသမာဓိကသမာဓိရဲ့အညစ်အကြေးတွေကိုသုတ်သင်ရှင်းလင်းပြလို့စိတ်ဓာတ်ဝိသုဒ္ဓိလို့ခေါ်တာဒီမှာလည်းပဲဒိဋ္ဌိဝိသုဒ္ဓိဆိုတာဒိဋ္ဌိဆိုတဲ့အသိဉာဏ်သည်မှားရွံ့တဲ့အမြင်ကိုရှင်းလင်းပြလို့ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တာအဲ့ဒါကိုဒီနှစ်ခုတွဲပြဒိဋ္ဌိဝိသုဒ္ဓိနော်မှန်ကန်သောအမြင်သည်မှားရွံ့သောအမြင်တွေကိုရှင်းလင်းပေးတယ်ဒါကြောင့်ဒိဋ္ဌိဝိသုဒ္ဓိအဲ့ဒါဝိပဿနာတရားထုတ်ပြီးဆိုလို့ရှိရင်ဒိဋ္ဌိဝိသုဒ္ဓိရင်ဖြစ်ရမှာသူကဒါကြောင့်မို့လို့ယုံနာတာရှိတယ်တခြားမရှိဘူးဆိုတာကိုသိကြလောက်အောင်ကွာကိုစစ်ဆေးပြီးအချင်းချင်းထပ်သင်ယူခြင်းမှတ်သားခြင်းကြားနာခြင်းလက်တွေ့ဆင်ခြင်သုံးသပ်ခြင်းဖြင့်ယုံနဲ့နာကလွယ်၍တခါမရှိဘူးဆိုသိအောင်လို့အဲ့ဒါကိုဆိုလို့ရပေါ့နော်တရဝဆိုတဲ့အတွေ့ကိုပြောက်အောင်လို့အဲ့ဒါပြောက်ဖို့ရအတွက်ကြိုးစားအထောက်အမယ်ဒီတိုင်းတော့ပြောက်မှာမဟုတ်ဘူးဒါကြောင့်မို့နောက်ကဆက်တာယထာဒိဋ္ဌိသသပဒနာအဲ့ဒီစင်ကြယ်တဲ့အမြင်အတိုင်းလုံလဝိရိယနဲ့ကြိုးစားအထောက်ပါအဲ့တော့ဒိဋ္ဌိဝိသုဒ္ဓိကပညာအဲ့ဒီပညာရဖို့အတွက်အလုပ်လုပ်ပါလို့ပြောတာဒီနှစ်ခုကတရားအထောက်ပါအဲ့ဒီအမြင်နဲ့ရှေ့ဆက်ကြိုးစားပါလို့ဆိုလို့တယ်အဲ့ဒီအမြင်ပေါ်ရပ်တည်ပြီးတော့ကြိုးစားပါယထာဒိဋ္ဌိကိုမြင်ထားတဲ့အမှန်အမြင်တိုင်းပရဏံကြိုးပမ်းအထောက်ထင်ဒါဝိရိယကိုပြောတာနော်ဝိရိယစေတသိကဝိရိယသမ္မာဝါယာမဆိုလိုတာဒါတွေကမဂ္ဂင်၈ပါးပဲဘာမှမထူးနော်ဒိဋ္ဌိဝိသုဒ္ဓိဆိုတာသမ္မာဒိဋ္ဌိပဲယထာဒိဋ္ဌိသသပဒနာဆိုတာသမ္မာဝါယာမဒီနှစ်ခုတိုးမြင့်အောင်လုပ်တာပဲနော်ကြိုးစားလိုက်တဲ့အခါကျတော့ဒါမှန်ရတာနောက်တစ်ခုကဘာလို့ဆိုရင်တံဝေစနိယေတုဌာနေတုတံဝေခောတဲ့ဒါတစ်ခုတံဝေစနိယေတုဌာနေတုတံဝေခောတံဝေစနိယေတုဌာနေတုတံဝေကဖြစ်ဖွယ်ရာအကြောင်းတို့ကြောင့်တံဝေကောတံဝေကဖြစ်ခြင်းတံဝေကဆိုတာတဘာဝတရားကြီးပေါ်မှာတုံ့နှုတ်ကြောက်လျော့လာတာဟိုဒေါသနဲ့ကြောက်တဲ့တဆေးကြောက်တဲ့အကြောင်းမျိုးမဟုတ်ဘူးနော်တဆေးကြောက်တဲ့အကြောင်းမျိုးကြောက်เสียကြီးလို့မြင်လာတံဝေစနိယေတုတံဝေကဖြစ်เสียဖြစ်တဲ့ဌာနေသူအကြောင်းတရားတို့ကြောင့်တံဝေကောစိတ်ထဲမှာတံဝေကဖြစ်ခြင်းအတိညာဖြစ်ခြင်းဒီတံဝေကအတိညာနော်ဝတ္တပနဲ့ရှင်တဲ့အတိညာဒေါသအကြောင်းမဟုတ်ဘူးနော်အတိညာဖြစ်တာကြောက်เสียလို့မြင်တာဟာဒါထိတ်လန့်တာပဲပေါ့နော်ကြောက်เสียလို့မြင်တာအဲ့တော့တံဝေစနိယဌာနတံဝေကဖြစ်เสียအကြောင်းတရားဆိုတာဘာတွေလဲလူတွေမှာနေစဉ်တွေ့နေတယ်အဲ့ဒါတွေနဲ့တွေ့တာတံဝေကမဖြစ်ဘူးဆိုရင်ဒါကိုယ်မှညံ့နေသေးတယ်တံဝေကဖြစ်ရမယ့်အကြောင်းတွေကဘာလို့ဆိုရင်နော်စာတိဒုက္ခစရာဒုက္ခပြာတိဒုက္ခမရဏဒုက္ခအဲ့လေးခုအဲ့လေးခုကတံဝေကဖြစ်ဖို့အကြောင်း၄မျိုးပဲ
မွေးဖွားရတယ်ဒါလည်းတန်ဝေကဖြစ်ရမှာပဲဟောဦးမင်းလာရတယ်ဒါလည်းတန်ဝေကဖြစ်เสียပဲယောဂရလာတယ်တန်ဝေကဖြစ်เสียပဲသိရတယ်တန်ဝေကဖြစ်เสียပဲကိုယ်ကိုယ်တိုင်သိရင်တော့အဲ့ချိန်မှာတန်ဝေကမဖြစ်ဘူးပေါ့သိရမယ်ဆိုတာကြိုတင်သိလို့ရှိရင်တန်ဝေကဖြစ်တာပေါ့သူပြသိတာကိုကြည့်ပြီးတန်ဝေကဖြစ်လို့ရတာနော်အဲ့တော့စာတိစရာပြာတိမရဏဆိုတဲ့ဒီအကြောင်းတရားတွေကမတွေ့ခြင်းအဆုံးလူတိုင်းတွေ့နေကြတာပဲနော်ကိုဖြစ်တာတွေ့ရတယ်လို့သူများဖြစ်တာလည်းတွေ့နေရတယ်အဲ့ဒါတွေကတန်ဝေစနိယလို့ခေါ်တယ်တန်ဝေကဖြစ်เสียအကြောင်းတရားတွေအဲ့ဒါတွေတွေ့တိုင်းတန်ဝေကဖြစ်ရမယ်အဲ့တန်ဝေကဖြစ်မှာပမာစကားပြောတယ်မဟုတ်လားမတာတဲ့ခေါက်ကြောင်းဆယ်ခေါက်ဆိုပြောတာဘယ်ဒီတိုင်းလေးမတာတဲ့ခေါက်ပို့တာလေနော်မတာတဲ့ခေါက်ပို့တာလည်းအခုပေါ်ရောလိုက်ပို့ပြီးတော့အတင်းပြောပြီးပို့လို့ရှိရင်အဲ့ဒါဘာမှမထူပါမဟုတ်ဘူးနော်မတာတဲ့ခေါက်ကြောင်းဆယ်ခေါက်ဆိုတာတန်ဝေကဖြစ်လို့ပြောတာတန်ဝေကမဖြစ်ရင်တော့ဘယ်နှခေါက်တော့ဘာမှမထူနော်ကြောင်းဆယ်ခေါက်လာတာတော့တမိုးရှိတယ်လို့ပြောတာလူတယောက်သေဆုံးလို့လိုက်ပို့ရင်သေခြင်းတရားကိုအောက်မေ့ပြီးတော့တန်ဝေကဖြစ်နိုင်လို့တန်ဝေကဖြစ်လိုက်ပဲဆိုရင်ကြောင်းဆယ်ခေါက်သွားတာတဲ့ပို့ပြီးတော့ကုသိုလ်ရတယ်လို့ဆိုလို့တယ်ပေါ့နော်မတာတဲ့ခေါက်ကြောင်းဆယ်ခေါက်ဆိုတာသို့တော့မတာတဲ့ခေါက်ပို့တာလည်းပဲယိုးနေတာယိုးနေတော့ဘာမှထူမှာမဟုတ်ဘူးတန်ဝေကမဖြစ်ဘူးတန်ဝေကဖြစ်မှအမှုရှိမယ်လို့ဆိုလို့တယ်အဲ့တော့တန်ဝေကဖြစ်เสียအကြောင်းက၄ခုအဲ့ဒီထဲမှာနောက်ထပ်၄ခုထပ်တဲ့ပြီးတော့တန်ဝေကဖြစ်เสียအကြောင်း18မျိုးဆိုပြီးတော့ပြလာရှိတယ်အထတဝေဇနိယဝတ္ထုနိထိတ်လန့်ပွဲတန်ဝေကဖြစ်เสียအကြောင်း10မျိုးတဲ့ဒီ၄မျိုးပထမမှတ်ထားလိုက်ရောစာတိစရာပြာတိမရဏဒီဒုက္ခ၄မျိုးကတန်ဝေကဖြစ်เสียတယ်နောက်တစ်ခုကဘာလို့ဆိုအပေဆင်းရဲဒါကိုယ်တိုင်မတွေ့ပေမဲ့အပေသားတွေဒုက္ခခံရတာကိုတွေးကြည့်လိုက်လို့ရှင်အဲ့ဒီအပေဆင်းရဲတဲ့တန်ဝေကဖြစ်เสียပဲငရဲခံရတဲ့ပုဂ္ဂိုလ်တွေတိရစ္ဆာန်တွေစဉ်းစားကြည့်လေလူတွေကနေစနဲ့အမြငါးတွေဖန်တတ်တာမတတ်ပါနဲ့လို့ဘယ်သူမှပြောကြက်တွေဝက်တွေဖန်ပြီးတော့တတ်နေကြတယ်မတတ်ပါနဲ့လို့ဘယ်သူမှနော်ဘယ်သူမှတားပေးမဲ့လို့မရှိဘူးသူတို့မှအကာအကွယ်မဲ့တတ်ချင်နိုင်တတ်နေကြတယ်ပြင်တတ်တော်တွေလည်းအဲ့ဒါအပါယဒုက္ခလို့ခေါ်တယ်နော်တို့ချင်တာလောက်တာအကုန်ခံနေရတာပဲလေသူတို့မှဘာမှပြတ်ပြောခွင့်လည်းမရှိဘူးဘေးကလူကလည်းလာပြီးပြောလို့မရဘူးအဲ့ဒါအပါယဒုက္ခမသေးတောင်မှနွားတွေနှစ်ပါးကျုပ်ထိုးပြီးရိုက်ခိုင်းနေတာဒါလည်းအပါယဒုက္ခပဲလေကိုယ်နှစ်ပါးကျုပ်ထိုးပြီးအဲ့လိုရိုက်ခိုင်းရင်ဘယ်လိုလုပ်လဲအဲ့လူကတော့ပေါ်တွေ့နေတာနွားမှုခံရတာလို့ထင်တယ်အခုကလူတွေကခံနေရတယ်လူကုန်ကူးတယ်ဆိုတာရှိတယ်နော်ဗမာပြည်ပါတယ်ရှိနေတယ်ကြားဖောင်မော့တင်ပေးလိုက်အဲ့လူကဘာမှဆက်သွယ်မရတော့ကြားဖောင်ဆိုတာပင်လိုက်တယ်မှာပစုံနေပါလိဖတ်နေဖောင်အဲ့ပေါ်ရောက်သွားရင်အဲ့ဒီလူကပြန်လာမရှိတော့ဘူးတချို့ဆိုသေနေရည်တဲ့ကန်ချလိုက်တာပြီးပြီဗမာပြည်မှာကိုရှိနေတယ်အဲ့ဒါတွေအဲ့ဒုက္ခတွေကနော်အဲ့ဒုက္ခရောက်ကြတာတွေဗျာအဲ့ဒါအပါယဒုက္ခလို့ပြောလို့ရတယ်ပေါ့အဲ့ဒါလည်းတန်ဝေကဖြစ်เสียပဲဘာမှတုံ့ပြန်လို့မရတဲ့အနေအထားတစ်ခုပေါ့နောက်တစ်ခုကဘာလို့ဆိုရင်အတိတ်ကဝတ္တမူလကဒုက္ခဟိုဆင်းရဲကိုအခြေခံတဲ့ဒုက္ခမှန်သမျှလူဖြစ်လာလေလူဖြစ်လို့ခံရတဲ့ဒုက္ခတွေရှိတယ်လူဘဝမှာလည်းဒုက္ခတွေရှိတယ်အဲ့ဒါဝတ်နဲ့ပတ်သက်ပြီးတော့ခံအနာဂတိဝတ္တမူလကဒုက္ခတန်တရားတွေကမလွတ်သေးဘူးဆိုရင်နောက်တွေးလက်တံဒုက္ခတွေရှိသေးတယ်
နော်အတိတ်တုန်းကလည်းတွေ့ခဲ့ပြီးပြီနောက်လည်းတွေ့အောင်မယ်ဆိုဆင်းရဲဒုက္ခတွေရှိတယ်အဲ့ဒုက္ခနှစ်ခုထည့်လိုက်ခုနတစ်ခုနဲ့ဆိုနော်နောက်ဆုံးတစ်ခုကတော့ဘာလို့ပစ္စုပန်နေအာဟာရပရိယေတနာဒုက္ခနေ့စဉ်ဘဝမှာစားစရာတောက်စရာနေဖို့ထိုင်ဖို့အတွက်လုံမှန်ရှာဖွေနေရတဲ့ဒုက္ခအပဒမကြီးမားတယ်နော်အများကြီးဒုက္ခရောက်တယ်သက်တာတဲ့လူသာသက်တာတို့ထင်းနေကြတာကိုရှိလို့ဆိုပြီးတော့တနေ့လုံးကတနေ့စားရတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခကိုစဉ်းစားကြည့်လိုက်ဘယ်လောက်ဒုက္ခရောက်နေလဲနေ့ပြန်အတွက်ဆံအိုးတဲ့ဆံမရှိဘူးဒီနေ့လို့ရှားလာတဲ့အခါမှာဆံလေးဝယ်ပြီးတော့ညစာနေ့လို့ညမနဲ့စားတဲ့အစားအစာလေးအဲ့ဒါနဲ့စားနေရတာအဲ့လိုပုဂ္ဂိုလ်တွေတဲ့ဒါအာဟာရပရိယေတနာဒုက္ခလို့ခေါ်တယ်လူတွေလားဆိုတော့မဟုတ်ဘူးတရဝတွေလည်းဒီတိုင်းပဲရှင်သေကြီးတွေဆိုလို့ရှိရင်လည်းသူများအသက်သတ်စားတဲ့ကောင်းတွေဟာအသေးလေကြာကြီးတွေဟိုတနေ့ကျွဲကြီးတွေလိုက်ဖမ်းတာတခါတလေကံမကောင်းအကြောင်းမလားကျွဲခါလို့သေသွားရတာရှိတယ်နော်ပြန်ပြီးတော့ခုခံလို့ဒုက္ခရောက်တာရှိတယ်သူတို့ကအစာပစာရလို့လိုက်ပြီးတော့လောက်ကြတာနေတိုင်းစားရတာမဟုတ်ဘူးဝေးတွေပါလေဆိုတော့နေတိုင်းစားရတာမဟုတ်ဘူးမစားရရက်တွေအများကြီးပဲအစာရှာရတဲ့ဒုက္ခလို့ဆိုလို့တယ်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒုက္ခပေါင်း၈ခုဖြစ်သွားတယ်အဲ့ဒါကိုတံဝေဇနိယတရားတံဝေဇနိကတံဝေကဝတ္ထု၈ပါးလို့တို့ခေါ်တယ်နော်ပြန်ပြောမယ်ဆိုရင်စာတိစရာဗျာတိမရဏအဲ့ဒါက၄ခုနောက်အပါယဒုက္ခ၅ခုအတိတ်ကဝတ်ချေခံတဲ့ဒုက္ခအနာဂတ်အတွက်တန်တရားဝတ်ထဲကဒုက္ခပစ္စုပန်ဘဝမှာအစာဝတ်နေအတွက်ရှာရတဲ့ဒုက္ခအဲ့ဒါပေါင်းလိုက်တော့အဲ့ဒါ၈ခုနော်တဝေယဝတ္ထု၈ပါးအဲ့ဒီ၈ခုနဲ့တွေ့တဲ့အခါမှာတဝေယဖြစ်ရမယ်လို့ပြောတာမဖြစ်ဘူးဆိုရင်ညံ့နေသေးတယ်အဲ့ဒါကြောင့်မို့တဝေယဝတ္ထုတဝေယဖြစ်အကြောင်းနဲ့တွေ့ရင်တဝေယဖြစ်ပါတဲ့ဖြစ်လာပြီးရင်ဒီတိုင်းနေရမှာလားဆိုတံဝိကတ္တသာယောနိသောပရဏံတဝေယဖြစ်လာလို့ရှိရင်လောရမှာလေးရှိတယ်ဒီဒုက္ခတွေကဘာကြောင့်ဖြစ်တာအကြောင်းပဲဖြစ်တာမဟုတ်ဘူးဒီဒုက္ခတွေအကြောင်းရှိတယ်အဲ့ဒီအကြောင်းတရားတွေကဘာတွေတော့ဆိုကိလေသာနဲ့ကံပဲနော်အဲ့ဒါကိုဖယ်ရှားဖို့ကြိုးစားတာကိုသံဝိကတ္တသယောနိသောပရဏာဆိုနော်ကိုယ်ရင်နဲ့နှလုံးထဲမှာကိလေသာမဖြစ်အောင်တားဆီးအကုသိုလ်မဖြစ်အောင်တားဆီးနော်တားဆီးလို့မနိုင်လို့ဖြစ်သွားရင်ဖယ်ရှားဖို့ကြိုးစားဒါမကောင်းတဲ့ဘက်ကမကောင်းတာမဖြစ်အောင်တားဆီးလို့မရလို့ကျိုးပေါက်လာတယ်ဆိုရင်ဖယ်ရှားဖို့ကြိုးစားကောင်းတဲ့ဘက်ကကုသိုလ်တရားတွေမဖြစ်သေးဘူးဆိုဖြစ်အောင်ကြိုးစားဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားသမဗရတရား၄ပါးလို့ဆိုလို့တယ်အဲ့တော့လုံးစရာဒါပဲရှိတယ်လေမကောင်းတာမဖြစ်အောင်ဒါဖြစ်နိုင်ရင်ဖယ်ရှားကြိုးစားရမယ်ဒါနှစ်ချက်နောက်တစ်ခါကောင်းတာတွေမဖြစ်သေးရင်ကောင်းတာဖြစ်အောင်လုပ်တိုးပွားလာအောင်ထပ်ဆင်ပြီးတော့လုပ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တာတစ်ခုဖြစ်ပြီးရင်တိုးအောင်လုပ်တာကတစ်ခုပတ်စံရှာတာတော့နှစ်ခုပဲမဟုတ်လားလို့ပတ်စံမရသေးရင်ရအောင်ရှာတယ်ရပြီးတဲ့ပတ်စံတိုးအောင်လုပ်တယ်အဲ့လိုပဲလုပ်တာအဲ့တော့ကုသိုလ်ကလည်းပတ်သက်ပြီးတော့မရသေးရင်ရအောင်လုပ်ရှာပြီးရင်တိုးအောင်လုပ်အဲ့ဒီကြိုးစားမှု၄ရပ်ကိုသံဝိကတ္တသာယောနိသောပရဏသံဝေကဖြစ်တဲ့အခါမှာယောနိသောရှိရမယ်လို့ဆိုတာဒီလိုဆိုလို့ရတယ်နောက်တစ်ခုကတော့အတ္တန်ဒုဋ္ဌိသာကုသရေတုဓမ္မေတုကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ရောင်းရဲတင့်တယ်မှုမရှိနဲ့ကျင့်တ်မနေနဲ့လမ်းဆုံးထီအောင်သွားဥပမာမယ်သီလသမာဓိပညာဆိုဆိုငါတော့သီလလုံခြုံပြီဆိုရင်မကျင့်တဲ့သမာဓိဖြစ်အောင်လုပ်
သမာဓိဖြစ်ပြီဆိုရင်လည်းပညာဖြစ်အောင်လုပ်သူတို့ဆိုလို့လည်းရပ်မနေနဲ့နောက်ဆုံးမှာအရတ္တမဲ့ကုသိုလ်မရောက်မချင်းရပ်မနေနဲ့လို့ပြောတာအဲ့ဒါကိုအတ္တန်ထုတ်တိတာရှိတာလေးနဲ့မကျင့်နိုင်ရဘူးလို့ပြောတာကျင့်နေလို့ရှိရင်ဒီပုဂ္ဂိုလ်ရှိတိုးတက်လာမရှိတော့ဘူးလေတိုးတက်လာမရှိဘူးဒါကြောင့်ကုသိုလ်နဲ့ပတ်သက်လာလို့ရှိရင်နဲ့ကျင့်နဲ့အားရမှုမရှိပါနဲ့တင့်တိမ်မသွားပါနဲ့ဆက်လုပ်ပါလို့ပြောတာကောင်းတာဆိုရင်ရပ်မနေနဲ့ဆက်လုပ်လို့ပြောလို့တယ်အပတိဝါဒိတာသပရဏတမေကမ္မထာလို့အထုတ်ပြီးဆိုလို့ရှိရင်တော့တဲ့နော်မရမချင်းကြိုးစားမရနဲ့တဲ့ဒါလည်းတူတူပဲခုနကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင့်တိမ်တာမဖြစ်ပါနဲ့ကမ္မထာအထုတ်တဲ့ဆိုရင်လမ်းဆုံးဘက်နဲ့မရောက်ဖဲနဲ့နောက်မဆုတ်ပါနဲ့ဒီနှစ်ခုအဲ့ဒီနှစ်ခုတိုးတက်အောင်လုပ်ပါလို့ဆိုဘုန်းကြီးတို့တွေတရားတူမရတာကကိုရှိတဲ့အနေနဲ့ကျင့်နေတာရဲ့လမ်းဆုံးဘက်နဲ့ထီအောင်မသွားချင်တာရဲ့ပြင်းတာရဲ့ဆန္ဒမရှိတာရဲ့အဲ့ဒါပဲဒီကတော့ကိုလည်းတူတူသူလည်းတူတူပဲမလုပ်သေးသမျှတော့ဘာမှရမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ပါရမီထိုင်ဆောင်နေတော့ကတော့ပါရမီကတော့ပါရမီလမ်းသွားရင်တော့ရောက်ချင်အောင်ဟောပါရမီဖတ်စကားကြီးကတော့လာမှာပဲနိဗ္ဗာန်ဖတ်စကားကတော့မလာဘူးနော်ပါရမီထိုင်ဆောင်နေပါရမီကားဆိုတာရင်တော့ရှိတယ်လေအဲ့ကားတော့ရောက်ချင်အောင်လာမှာအဲ့ဒါပါရမီဆိုတာကိုဖြည့်နေမှပြည့်တာပေါ့နော်အဲ့ဒီဝါမပြည့်သေးဆိုရင်နောက်ဘဝလုံးနေတာဆိုရင်တော့ဒါအပြစ်ပြောလို့မရဘူးလေဘာလို့လဲဆိုတော့မဲ့တယ်ဆိုတာအချိန်ကြာမှမဲ့တာလေဆိုပါစို့တရတိဟာမှရပောင်းတရားမှမဲ့မဲ့ဆိုရင်ရပောင်းတရားကြောင့်မဲ့ပါလေဒီကြားထဲအမဲ့ခံလို့တော့မရဘူးပေါ့ကိုယ်လည်းတရားထုတ်မယ်ဆိုလို့ရှိရင်တော့ကိုယ်ဘဝဟာဘယ်နှဘဝကြာမှကိုယ်အသိဉာဏ်နဲ့ရင်းမယ်ဆိုရင်အဲ့ကြမှာတော့ရမှာပေါ့ဒီကြားထဲမှာအနုခုလိုက်ရင်တော့ပိန်ရှုံသွားမှာပဲเนาะပုတ်သွားမှာပဲအဲ့တော့ယဉ်ကျေးမှုဆိုတာသူကလည်းသူလာလိမ့်မယ်အဲ့ဒါကတခုနောက်ဆုံးဆင်းကြတော့ဝိဇ္ဇာနဲ့ဝိမု ക്തി အသိဉာဏ်ရတာနဲ့ဝိဇ္ဇာဆိုတာမဉဏ်ဆိုတဲ့အသိဉာဏ်ဖြစ်လာလို့ရှိရင်ဝိမု ക്തി ဒုက္ခတွေကလွတ်သွားမယ်ဘာဒုက္ခလွတ်တော့ကိလေသာဒုက္ခလွတ်မယ်ဝတ္တဒုက္ခလွတ်မယ်ကိလေသာကလည်းဒုက္ခပေးလို့သူ့ကိုလည်းဒုက္ခလို့ခေါ်တယ်ကိလေသာကြောင့်ဖြစ်တဲ့ဘဝဒုက္ခဝတ္တဒုက္ခလည်းဒုက္ခပဲနော်ဝိမု ക്തി ဆိုတာအဲ့ဒီပဲအသိဉာဏ်နဲ့မှတော့လွတ်မြောက်မှုဖြစ်တယ်ပေါ့အဲ့ဒါတွေမလွတ်သေးသမျှတန်တရားကမပြည့်စုံသေးဘူးအဲ့တော့ဘုရားဘာသာရဲ့လမ်းဆုံးပန်းနိုင်ကဝိဇ္ဇာနဲ့ဝိမု ക്തി ပဲဒီတတွဲနဲ့သွားတာအသိဉာဏ်ကရတ္တမဲ့ထီအောင်ရောက်သွားပြီဆိုရင်ဝိမု ക്തി အလုံးကဒုက္ခအလုံးကလွတ်မြောက်သွားပြီလို့ပြောရမယ်နော်ဘာကလွတ်မြောက်တာကိလေသာလွတ်မြောက်ကိလေသာလွတ်မြောက်သည့်အတွက်ကြောင့်ဒုက္ခအလုံးကလွတ်မြောက်တာဒါအကြောင်းလွတ်မြောက်လို့အကျိုးပါလွတ်မြောက်တယ်နော်အဲ့တော့ဒီသင်္ကေတိတုံမှာအခုလိုချက်ကလေးတွေဒါတချို့ချက်တွေတော့ခြံထားခဲ့တယ်အရေးကြီးမယ်ထင်တဲ့ချက်ကလေးတွေရွေးဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာတကယ်ကိုစနစ်တကျအတွဲလိုက်ဟောပေးထားတာဖြစ်လို့ကိုယ်တဏ္ဍမှာဒါတွေကိုလုံးဝမဲ့ဟာတွေအများကြီးရှိတယ်ဆိုတာအဲ့ဒါတော့သိရင်ကိုလည်းမဆိုးပါဘူးနော်ကိုဘာဖက်ဆိုတာဘယ်တော့မှမဖြစ်သေးဘူးနော်ဘာဖက်မဖြစ်သေးဘူးလုံးဝမဲ့အားတွေအများကြီးကြံနေသေးတယ်ယဟန္တာဖြစ်မှသာကတံကရဏီယံလှုပ်ရှားတွေကုန်ပြီအလုံးလှုပ်ပြီးသွားပြီလို့ပြောလို့ရမယ်ပုရုဇဉ်နေမှာဆိုရင်လှုပ်ရှားတွေကြံသေးတယ်ပဲပြောအောင်ပါပဲမလှုပ်ရသေးတာတွေကများတယ်လှုပ်ပြီးသားကနည်းနည်းလေးပဲရှိတယ်တန်းလန်းပေါ့နော်တန်းလန်းပဲအေးဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုသိရှိနားလည်ပြီးတော့မိမိတို့ဘဝတိုးမြင့်သွားနိုင်အောင်လူတိုင်းကျင့်သုံးရမယ့်တရားတွေအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရှင်ဖေယ
ဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ရှင်ကျင့်ပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစွတ်စွတ်တို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စွတ်စွတ်သည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖာအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း